ဩဆွမ်းဆိုင်ကိုလေးဆိုင်အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲသမီးစားပါခင်ဗျာအောင်မင်ကိုလေးဆိုင်ပြီးရင်လည်းတုံးစရာတော့အများကြီးပဲတန်ချောင်းဝိုင်းစီလို့ရပါတော့ကြည့်ဦးဟင်းပါခင်ဗျာသမီးစားပဲနော်အားလုံးပဲစားကြပါခင်ဗျာအောင်မင်ကိုလေးဆိုင်တခါပြင်တခါထက်အကုတ်ဆွဲဆွဲတော့မယ်နော်စားကြပါခင်ဗျဆွဲပြီဒီနေ့ပြောဒီကွန်မန့်တို့ဒါမှရွက်ကောင်းမကောင်းကော
ဦးမှာ